စံသားပြော့ပြီးဖြောက်တဲ့ brother တွေအတွက်ကိုဘယ်လို hairstyle မျိုးထားမယ်ဆိုတာကိုဒီလိုကနေပြီးတော့ကျွန်တော်ပြပြပေးသွားမှာဖြစ်လို့ဒီလိုကိုဆုံးဖြတ်ကြည့်ပေးပါတို့အားလုံးသိတဲ့အတိုင်းပဲစံသားပြော့ပြီးဖြောက်နေတဲ့သူဖြစ်တဲ့အတွက်အများစုကသပင်ပါကြတယ်ဘေးခွဲပြီးတာဖြစ်စေတခြားပုံစံလေးတွေပြီးတာဖြစ်စေအဆင်မပြေဘူးပေါ့နော်ဘေးခွဲဆိုလဲပြက်ကက်ကက်ကြီးနဲ့အောက်မယ်ဆိုရင်လည်းကျေသုံးရင်တော့မှအဆင်မပြေတာမျိုးလေးတွေရှိတယ်ဗျအဲ့တော့ဘယ်လိုလုပ်ရင်တင့်တော်လဲဆိုရင်တော့ကာလီပုံစံလေးပုံရလိုကောက်ပြီးတော့ထားလို့ရတယ်ပေါ့ဗျာဒီ brother မေးထားသလိုသူကအခုပြောင်းနေဆိုရင်တော့အခြေချတဲ့ပုံစံကာလီကောက်ပြီးတော့အရှိကိုပုံလေးချထားတဲ့ပုံစံဆိုရင်အခုပြောင်းတာကိုလည်းပုံနဲ့အပြင်မှာသပင်ကပြက်ကက်ကက်ကြီးနဲ့ဖြစ်တဲ့ပေါ့ပေါ့ဖောင်ဖောင်လေးနဲ့ပို့ပြီးတော့ထားချတဲ့ပုံစံလေးကိုရှားစေပါလိမ့်မယ်ဗျတကယ်လို့ brother အနေနဲ့ကနှစ်ခုမပြောင်းဘူးဆိုရင်ခြားပုံစံလေးထားလို့ရတယ်အဲ့ဒီခါကျရင်တော့ wavy လောက်ပဲပြပြလေးကောက်ပြီးတော့ဥမာဒီပုံရလို့ကာချိန်တို့လို့ comma hair style တို့လို့ပုံစံမျိုးလေးတွေပဲထားလေးသိန်းလေးပဲထားပြပြလေးကောက်လိုက်တဲ့အတွက်ဖောင်ဖောင်ပေါ့ပေါ့လေးနဲ့ပို့ပြီးတော့ hair style ကိုကြည့်ကောင်းစေပါလိမ့်မယ်ဗျအခုရှိတာကwash လေးတွေပုံမိတ်လေးတွေအနေငယ်သုံးပေးရင်တော့ပို့ပြီးတော့ fine ပါတယ်ဗျရှေ့ချမဲ့ brother တွေဆိုရင်တော့အပေါက်နာလောက်လေးသုံးပေးရင်တော့အဆင်ပြေပါတယ်ဗျဒီလောက်ဆိုရင်ဆန္ဒပါပြီးတော့တက်ကက်ကက်ဖြစ်နေတဲ့ brother တွေဖြစ်စေတပေါက်စင်တွေဖြစ်နေတဲ့ brother တွေဖြစ်ဒီလိုပုံစံလေးလိုက်လို့ကြည့်ပြီးတော့အဆင်ပြေမယ်လို့ကျွန်တော်ကြည့်ပါတယ်ဗျအခြားသိချင်တဲ့မိကုန်းလေးရှိရင်လည်းအကောက်အောင်ရောက်စီနေပြီးတော့ဒီမှာစုံနေကြည့်ပြီးတဲ့ဒီကိုတယောက်ချင်းတွေကိုကျေးဇူးထူးဝဲတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ရအောင်